พระนาปิติวันสีที่ทะลุลันจีอีตะลุลุပြုံးမိပါရဲ့ပလုတ်တုတ်ပြုံးနဲ့တန်ကလေးအုံးကြွကြွညမ်းလို့ညီမိုးဝလာတိတုံလောက်ပါပြီတော့တယ်ဖယားတခင်တတ်တော်ထင်ရှားရှိစဉ်ခါကကပိလနေပြည်တော်မှာရှိတဲ့ရွှေနန်းတော်သူအကြွရတော်ရယာမိဖုရားကချစ်သားရဟုလားရှေ့ဆုံးကကြွလာတာမောက်ဖခမဲတော်ပဲရွှေနန်းတော်မှာမောက်ဖခမဲတော်ထွက်သွားကြတဲ့ကရွှေအိုးကြီးလေးလုံးဟာလေပျောက်သွားတဲ့သားယခုချက်ချင်းပဲအမွေများပွားတောင်းကြလို့စေခိုင်းနေဆိုရင်ပဲရဟုလာမင်းသားကချစ်စရာတီတီတာတာနဲ့ဖခမဲတော်ယခုချက်ချင်းသားတော်အားအမွေများပေးသနာတော်မူပါဖယားလို့တောင်းသည်နဲ့တပြိုင်နဲ့ဖယားစဉ်းစားတော်မူသည်မှာဒီလောကီအမွေတွေပေးလိုက်ရင်တော့ငါဤသားတော်သံဃာလဲပေအောင်တော်မှာပဲသံဃာကလွတ်ရာလောကုတ္တရာအမွေပေးမှတော်ကားကြမှာပဲဆိုပြီးချစ်သားမောက်ကလန်ငါဤသားကိုယခုချက်ချင်းကေတာရိတ်သိမ်းနန်းဝင်နန်းစားတွေပဲပြီးမုံမြတ်တဲ့သာသနာတကုံသင်္ကန်းကိုစီးချစ်သားတာရိပုတ္တရာကတရဏဂုံပီတစွာရွတ်ဆိုသင်ကြပြီးရှင်ပြုပေးလိုက်ကြပြီတော့လို့ဖဖယားမိန်တော်မူသောစကားတော်နဲ့အညီရှင်အစရာဟုလာကဟုသာသနာသမိုင်းမှာထင်ရှားပြည်ပြင်းစွာရှိတဲ့ကဲ့သို့ယနေ့သာသနာဒါယကသာသနာဓာယိကာမတို့သည်ထိုထုံးနှံအစဉ်လာကိုနှလုံးသွင်းငါစိတ်မှာမှန်ပြီးဗုဒ္ဓဒေသနာအယောင်လင်းချိန်မှာတော့မန္တအတွင်းမှာလေယဟန်မြတ်တသင်ထေးဆရာအရှင်တို့အားပရိသာပင်ဆင်မြန်းကြတဲ့အပြင်သင်္ကန်းအစလူဝဲအစုံကိုလဲဇဘူးနဲ့တုံအောင်တွေ့ရမြင်ရသူများရဲ့ရင်ထဲမှာတော့ပီတိခုံးလိုက်ဘဝတ်သူစိုက်မတက်အမခန်းကြည်ညိုတရာပွားလောက်ပါပြီးတော့တယ်ကဘာကလည်းဖယားပွင့်တယ်ကဘာနိုင်ငံကလည်းဖယားစကားလိုက်နာပြီးထေရဝါဒကိုလက်ခံကျင့်သုံးကြတဲ့နိုင်ငံအတွင်းမှာဗုဒ္ဓဘာသာအားပတ်ဝင်ယုံကြည်သောလူသားတစ်ယောက်ဤစိတ်ဘဝင်နှလုံးမှာယခုလိုဥဒပုဒ္ဒပရပုဒ္ဒသားနှဖျားအားသာသနာဓာရိစဒါနမဟာသဘင်ပွဲကြီးဆင်နွှဲလိုက်ကြခြင်းဟာဗုဒ္ဓဘာသာမိဘတိုင်းဤထားရှိအပ်သောအနန္တမေတ္တာများစွာဖြင့်လူဖြစ်ရကြုံနတ်ပြီလို့သုံးတန်စေတနာကိုထုံးစံအသေးချာနန်းနိဗ္ဗာန်သို့မှန်းတိတ်ထန်ရှုကားစတာမို့အလှတကားအလှမတို့ယနေ့ယခုပြုကောင်းမှုကိုမေတ္တာစိတ်မြပေးဝေငှသည်မိစေရမကူကြည်ပြူတရားစေတနာဖြင့်ကောင်းစွာထောက်ရှုကောင်းကျိုးပြု၍သာဓုသာဓုသာဓုလို့ခေါ်ဆိုလိုက်ရပါကြောင်းအလူရှင်အပေါင်းသူတော်ကောင်းတို့